ခန်းကြီး12အငယ်1မှ5အိုထာဝရဘုရားကယ်တင်တော်မူပါသူတော်ကောင်းမျိုးသည်ပြတ်၍တစ္ဆာရှိသောလူမျိုးသည်လူသားတို့တွင်ကွယ်ပြောက်ပါ၏အိမ်နီးချင်းတို့သည်တူးကိုတူးမှုသာသုံး၍ချော့မော့သောနှုတ်ခမ်းနှခွသောစိတ်နှင့်ပြောတတ်ကြပါ၏ငါတို့သည်ကိုယ်ရှာအားဖြင့်နိုင်မည်ကိုယ်နှုတ်ခမ်းသည်ကိုယ်အမှုကိုစောင့်လိမ့်မည်ငါတို့၏သခင်ကားအဘယ်သူနည်းဟုပြောဆိုသောသူတို့၏ချော့မော့သောနှုတ်ခမ်းနှင့်ဝါကြွားသောလျှာရှိသမျှတို့ကိုထာဝရဘုရားသည်ဖြတ်တော်မူမည်ဆင်းရဲသောသူသည်ခံရသောညှဉ်းဆဲခြင်းငတ်မွတ်သောသူ၏ငိုကြွေးခြင်းကြောင့်ယခုငါထမည်ကဲ့ရဲ့ခြင်းကိုခံရသောသူအားချမ်းသာပေးမည်ဟုထာဝရဘုရားမိန့်တော်မူ၏အငယ်6မှ8ထာဝရဘုရားမိန့်တော်မူချက်တို့သည်တန်ရှင်းခြင်းရှိ၍မြေနှင့်ကင်းစင်စေခြင်းငှါမိုက်၌ခုနှစ်ကြိမ်စစ်သောငွေကဲ့သို့ဖြစ်ကြ၏အိုထာဝရဘုရားကိုယ်တော်သည်ထိုသူတို့ကိုဤလူမျိုးမှအစဉ်ကွယ်ကာဆောင်မတော်မူမည်ဆိုးယုတ်သောသူတို့သည်ချီးမြှောက်ခြင်းသို့ရောက်သည့်ကာလမတရားသောသူတို့သည်အရပ်ရပ်လှည့်လည်ရသောအခွင့်ရှိကြ၏